တက်ဖြစ်ပါတယ်ကယ်ဒမီပေးပွဲဆိုတာနုပညာရှင်တွေအဲ့လိုမျိုးစုံစုံစီဆိုတော့ပိုကောင်းတာပေါ့နော်မနေ့ကတော့ bike ဆိုပြီးတော့မမဆောင်လဲအဲ့လိုမျိုးသူများပေးသက်တွေကကယ်ဒမီတက်ပေးသေးတယ်အဲ့လိုဆိုတော့တက်တော့တက်ဖြစ်ပါတယ်ကယ်ဒမီပေးပွဲကတော့ပျော်ဖို့လည်းကောင်းတယ်မမဆောင်ကြတော့တိမ်ကြီးဝင်းလေပိုးတဲ့တိုက်ကနေပြီးတော့စပွန်ဆာပေးထားတာပေါ့နော်ကိုတာကီကလည်းတစုံပေးရဲ့လေအိုက်ဒီယာတန်းထိုက်ကလည်းတစုံပြီးတော့လေဘယ်ဟာဝတ်ပြစ်မလဲတော့မသိဘူးအဆင်ပြေတာဝတ်ပြစ်မှာပေါ့ဟုတ်လက်ဝဲရတနာကြာတီတာအားနေပြီးတော့စပွန်ဆာပေးတာပါအဲ့တော့လက်သေးတွေပါလေကျတော့ The Gay House ပေါ့နော်မမဆောင်တို့မိတ်ကကတော့ကိုတာကီဖိုတိုလန်ကိုတာကီပေါ့အကယ်ဒမီကတော့ net ကြီးရယ်ဆိုတော့လေရတင်ရထိုက်တဲ့သူတွေရမှာပါမင်းသားထဲမှာဆိုလို့ရှိရင်လည်းကိုမြင့်မြတ်သို့မဟုတ်ကိုနေတိုးပေါ့နော်အဲ့လိုမျိုးမြင့်မြတ်တော့ပို့ပြီးဖြစ်ဖို့များပါတယ်နောက်တော့အဲ့လိုအမျိုးသမီးဆိုလို့ရှိရင်လည်းအဲ့မျိုးတနာထွန်းကြားရတယ်ပေါ့နော်မခိုင်နေဝင်တို့လည်းကြားပါတယ်ယတနာဘို့တို့လည်းကြားရတယ်ဒါရိုက်တာလည်းညွှန်းမညီညီအောင်တို့ဘာလို့ကြားရတယ်